ဒီမိုကရေစီဆိုပြီးအာဏာရှင်ပြုတ်ကြရေးလုံနေတဲ့ကောင်းနေနော်ကရင်တပုံအေဆေးဝါရဲ့စကားလေးတစ်ချက်လောက်နားထောင်ကြည့်အောင်ပြစစ်စင်းရင်းစင်းနေကျွန်တော်တို့တွေမဟုတ်လားအခုကကျွန်တော်တို့အိမ်မှာပဲကျွန်တော်တို့တက်ပွဲလုပ်လို့မရဘူးကျွန်တော်တို့အိမ်မှာကျွန်တော်တက်ပွဲလုပ်လို့ရှိရင်ကျွန်တော်တို့ပြည့်တဲ့ကြည်တွေကကျွန်တော်အိမ်ပေါ်ပဲကြာတယ်ရင်သူပြည့်တဲ့ကြည်တွေကကျွန်တော်တို့အိမ်ပေါ်မှာပဲကြာတယ်ကျွန်တော်ကမြပြစစ်စင်းထွက်တဲ့ခါကျရင်သူများအိမ်မှာကျွန်တော်တို့ပြည့်တဲ့ခါကျမှကျွန်တော်တို့ပြည့်တဲ့ကြည်တွေကသူများအိမ်ထိမယ်သူများပြည့်တဲ့ကြည်တွေကသူများအိမ်ပြန်ထိမယ်သိရအခုကကျွန်တော်နေမြေမှာကျွန်တော်တို့စားတဲ့ခါကျတော့ကျွန်တော်ပြည်သူနဲ့နာတယ်ကျွန်တော်ကြည်ရနဲ့နာအဲ့ဒါကြောင့်ကျွန်တော်မြပြစစ်ရမယ်မြပြစစ်တဲ့ခါကျသူများရဲ့အိမ်တော်ကိုကျွန်တော်သွားရမယ်သူများချက်စီးရောက်ကျွန်တော်သွားရမယ်လူပဲပြည့်ကိုပဲပြည့်သူ့ရဲ့ပဲထိရတယ်ပြောတော့ရှင်းတယ်နော်သူတို့နေကြီးမှာတိုက်ပွဲဖော်ရင်တဲ့သူတို့လူမျိုးတွေပဲထိခိုက်မယ်တဲ့ဟာလားသူတို့အိမ်တွေပဲပြည့်စည်မယ်တဲ့အဲ့တော့ဗမာနယ်မြေတွေမှာတိုက်ပွဲဖော်မယ်ပေါ့အဲ့တော့သူတို့ပြည့်တဲ့ကြီးလဲဗမာတွေထိမယ်ဟာလားဗမာတွေပြည့်တဲ့ကြီးလဲဗမာတွေထိမယ်ခင်ဗျားတို့ကနိုင်ငံရေးလုပ်နေတာအဲ့ကရင်တပုံတွေကလူမျိုးရေးလုပ်နေတာခွဲဝဲခြားခြားသိအောင်လုပ်ခင်ဗျားတို့တွေနည်းနည်းလေးအမြင်မှန်ရကြရင်ကောင်းမယ်နည်းနည်းလောက်လေးအမြင်မှန်ရရင်ကောင်းမယ်ငါပိတ်နေနော်ဗမာငါပိတ်နေ